161 5တစ္ဆာနဲ့လျော်တဲ့ဉာဏ်နှင့်တေဂဏီနမိတ်ထင်မှပြောင်းယူနိုင်၍ရှင်ဆန္ဒယဟန္တာဖြစ်ပုံ9ရက်တလ1962ခုနှစ်အမရပူရ51မိနစ်55စက္ကန့်ခြေကံ plus အတန်ကောင်း plus ခန္ဓာကိုယ်ထဲဖြစ်ပြမှတပါဘာမှမရှိဘူးဒီဟာမမိမိအောင်ရှုနေကြစမ်းပါလာ၍ဉာဏ်နဲ့တာချိန်မုံနေစမ်းပါခန္ဓာကိုယ်ထဲမှာအခုပေါ်လာပြီးအခုပြောက်တာမြင်လို့ရှိရင်ပြီးတာပါပဲမျက်လုံးနဲ့အခုပဲမြင်စိတ်ကလေးပေါ်တယ်အခုပဲခုနကကြည့်တာမမြင်တော့ဘူးဆိုတာမြင်စိတ်ပြောက်တာပဲဒါလေးဟာတစ္ဆာနဲ့လျော်တဲ့ဉာဏ်ပဲဒီပြင်ဟာတွေကြံနေမဲ့အတူတူခန္ဓာကိုယ်ထဲပေါ်လာတာလေးတွေဘာတစ္ဆာပါလိမ့်မလဲလို့ကြံကြပါခုအခါကနေရောညရောဆိုသလိုတတိယတိုင်းထားလှုပ်ထားတဲ့ရှင်စန္ဒလိုပုဂ္ဂိုလ်မှာတော့တေဂဏီနမိတ်တွေထင်ပြီးမှတောင်ပြောင်းယူလို့ရတာပဲတေဂဏီဖြစ်ပြနှလုံးသွင်းသိရင်တောင်ယဟန္တာဖြစ်နိုင်တယ်တေဂဏီမဟုတ်ဖဲနဲ့အခုလိုရှင်စဉ်ကအေးအေးဆေးဆေးလှုပ်ထားတာသာစိတ်ချရတယ်ဝိပဿနာမလှုပ်ထားတဲ့ပုဂ္ဂိုလ်ဖြင့်ပြတဲ့နမိတ်အတိုင်းသွားယုံပဲဗျံပဒါဘေးသိမ့်မယ်ခန္ဓာကိုယ်တဏှာဒိဋ္ဌိနဲ့မှီနေတော့ပုဂ္ဂိုလ်ကငါဘာဖြစ်ရအောင်မလဲဆိုပြီးလှုပ်တာပဲတဏှာမာနဒိဋ္ဌိနဲ့ခန္ဓာနဲ့မဆက်တွယ်တော့ဘူးဆိုကိုယ်လည်းငြိမ်စိတ်လည်းငြိမ်သူနဲ့ဆိုင်တဲ့ကိလေသာလည်းငြိမ်သွားတယ်တဏှာသေးလို့တဏှာညွတ်ရဘဝတွေမရောက်တော့ဘူးနိဗ္ဗာန်ဆိုတာသုတိပရိဒံတွေဆုံးတာဆုံးအောင်လုပ်တဲ့ဉာဏ်ဒီနိဗ္ဗာန်ပဲရောက်တယ်။ဥရာပြူရာလိုရင်းမဟုတ်ဘူး။လောက်ရအလုပ်ပြီးမြောက်အောင်လုပ်ဖို့အရေးကကိုယ့်အရေး